ဂျပန်စာလေးလာနေပြီဂျပန်တင်တန်းတက်နေပြီဆိုရင်တချို့ကပေါ့နော်အချိန်ပြုံးနေတမီဝေဖန်ကြတယ်အဲ့ဒီထဲမှာမိသားစုတွေလည်းပါတယ်တငယ်ချင်းတွေလည်းပါတယ်ဒီအတိုင်းဝိုင်းဆွေမျိုးအိမ်ကြီးချင်းတွေအကုန်လုံးပါကြတယ်ပေါ့နော်ဒါကိုလိုက်ခံစားပြီးတော့ကိုကမလေးလာပဲနဲ့ရလိုက်မယ်လက်လျှော့လိုက်မယ်ဆိုရင်ကိုရဲ့အိမ်မက်တရားဝေးနေမှာပဲကိုကတကယ်ကိုမှဂျပန်ကိုသွားပြီးတော့အလုပ်လုပ်ဖို့အတွက်ကိုမှစံထားရှိတယ်ဂျပန်စာကိုလေးလာခြင်းနဲ့ဆိုရင်လုံးဝကိုမှအမလျှော့ပဲနဲ့လုပ်တဲ့နေပေါ့နော်မင်းညီမလေးဆိုရင်သူလည်းဂျပန်ကိုသွားခြင်းနဲ့ဂျပန်တန်တန်းကျောင်းတွေတက်တယ်အိမ်ကလုံးဝသူခွင့်မပြုဘူးပေါ့နော်ခွင့်မပြုဘူးအဓိကတော့နေအချိန်ဖြုံးနေတော့အဲ့ဒါလုံးမဲ့အစားတခြားဟာလုပ်ပါလားအဝေးပဲနိုင်ငံခြားကိုသွားမှာစိတ်မချတာကြီးလည်းပါတယ်ပေါ့နော်စိတ်မချတာလေးရမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောကြတာဒါပေမဲ့လည်းသူဘလောက်ထိစိတ်ကပြင်းထန်လဲဆိုတော့ပုံမှန်သူအလုပ်လုပ်တယ်အလုပ်လုပ်ပြီးတော့မနက်ကို8အချိန်ကိုသူဂျပန်စာတန်တန်းစာတက်တယ်ညတီ8နာရီအလုပ်လုပ်ရတယ်8နာရီပြန်လာပြီးဆိုရင်အဲ့ဂျပန်စာကိုညဆိုရင်ပေါ့နော်ကိုခဲနဲ့သူ့မှာရအောင်စူးစမ်းရတယ်အခုဆိုသူအန်ဒူလက်ပဲကြီးကိုရောက်သွားပြီပေါ့အဲ့တော့ပြောချင်တာကဘသူဘလို့ပဲပြောကို့မှာဒါတကယ်ရည်ရွယ်ချက်အစစ်ရည်မှန်းချက်စစ်မှန်ခဲ့တယ်ဆိုရင်တခြားလေးလေ့လာလို့ရပါတယ်နော်အဲ့တော့ဂျပန်စာကိုစပြီးလေ့လာဖို့အတွက်ဆိုရင်အခုမြင်ပြတဲ့စာအုပ်လေးအုပ်လေးတွေတော့လေ့လာလို့ရပါတယ်ရှင်YouTube တွေကပဲလေ့လာလားကိုယ့်ကို self study ပဲလေ့လာလားသင်တန်းမဲ့တက်တာလေးတွေတော်တော်လေးမှအသုံးဝင်နေပေါ့နော်အဲ့တော့ဂျပန်သွားမဲ့သူများအားလုံး fighting